အားလုံးပဲမင်္ဂလာပါနောက်ဆုံးမှာတော့ Squid Game ရဲ့ trailer တဲ့ထွက်လာပြီးအန်အိုးစရာကောင်းတဲ့အသေးစိတ်ချက်လက်တွေညာကြီးကိုပြခဲ့ပါတယ်ဒီကောက် trailer ကအယုတ် game အသစ်ကပါလဲဆိုတာနဲ့ဒီ season 3မှာနောက်ဆုံးပွဲထိရောက်မဲ့ကစားသမားတယောက်ကိုပါသိလိုက်ရပါပြီဒါတွေအကုန်လုံးကိုဒီဗီဒီယိုမှာသိချပြောပြသွားမှာပါ channel လေးကို subscribe လုပ်ထားပြီးအစင်သင့်ဖြစ်ပြီးဆိုရင်တော့စလိုက်ရပါရှင်နံပါတ်1အရင်ဆုံးအယုတ် game တဲ့နဲ့စပါမယ်ဒီ game ကိုအရင် season ရဲ့ post credit မှာပါဂိမ်းဖြစ်နိုင်လဲဆိုတာပြခဲ့ပေမဲ့အသေးစိတ်ချက်လက်တော့မပေးခဲ့ပါဘူးအခုတော့ trailer ကြောင့် game အကြောင်းကိုသိချသိရပါပြီအဲ့ဒါအပြင်ရင်းနှီးတဲ့ကစားသမားတွေထဲကတယောက်ဖြစ်တဲ့အဖိုးကိုကစားသမား player 100နဲ့မင်းစုကိုလည်းနောက်ခံမှာတွေ့ရပါတယ်ဒါကတီမြင်ကွင်းမှာ Freeman ပြိုင်ခဲ့တဲ့အတိတ်ကပြိုင်ပွဲတွေဖြစ်ရမယ်ဆိုတဲ့ theory ကိုမဖြစ်နိုင်ဘူးဆိုတာကိုပြလိုက်တာပါပဲဒီရုပ် game တွေကလက်ရှိမှာဖြစ်ပြီးကီဟွန်လည်း game မှာပါဝင်ပါမယ်နံပါတ်2အယုတ် game ကဘာ game လဲဘယ်လိုကစားရမလဲဆိုတာရှင်းအောင်ပြပေးတဲ့မြင်ကွင်းတွေကို trailer မှာတွေ့ရမှာပါဒီ game ကကလေးတွေရဲ့ကြိုးခုံ game လိုပဲကစားရမှာပါကစားသမားတွေကကြိုးခုံရမယ်အယုတ်ကြီးနှစ်ယောက်ကကြိုးကိုကင်ပြီးမြင်မြင်လှည့်ပေးပါမယ်မခုံနိုင်ပဲချိုလဲရင်ထုတ်ပဲခံရပါမယ်ဒီနေရာမှာကစားသမားတွေကယထာတန်လန်တစ်ခုပေါ်မှာကြိုးခုံရမှာဖြစ်ပြီးအယုတ်တွေကကြိုးကိုရမ်းမှာပါဒါပေမဲ့အယုတ်တွေရဲ့လက်ကရမ်းတာမျိုးမဟုတ်ပဲအထက်ကဆက်နဲ့ထိမ့်ချုပ်ထားတဲ့ပုံစံမှာပဲနံပါတ်3ချော်လဲသွားရင်ဘာဖြစ်မလဲမြင်ရတဲ့အတိုင်းကစားသမားတွေကအရန်ကိုမြင့်တဲ့တန်လန်းတရားတစ်ခုပေါ်မှာရှိနေပါတယ်ကျိုးကိုထိပြီးလဲရင်အောက်ကအရန်ကိုနှက်တဲ့ကြောက်သေးကိုကျသွားပါမယ်ဒါကြောင့်ဂိမ်းမှာမအောင်မြင်တဲ့ကစားသမားတွေကိုအဆောင်တွေကတတ်မှာမဟုတ်ပါဘူးအောက်ပြုတ်ကျပြီးตีမှာပါပဲဒီဂိမ်းကလွန်ဆွဲဂိမ်းနဲ့မှန်တရာဂိမ်းတို့ရဲ့ပုံစံလိုပါပဲအမြင့်ကနေပြုတ်ကျပြီးတေးရမယ့်ဂိမ်းအမျိုးအစားတွေပါပဲအောက်ဘက်မြင်ကွင်းကိုလည်းပြထားပါတယ်ဂိမ်းမှာမအောင်မြင်ရင်ကစားသမားဟာတန်လန်းအမြင့်ကြီးကနေအောက်ဘက်ပန်းပွင့်ကျမ်းပြင်ပေါ်ကိုပြုတ်ကျတေးဆုံးရမှာပါဒါက season 3ရဲ့အတိကပိုစတာမှာတွေ့ရတဲ့ပန်းခင်းတွေနဲ့ကျမ်းပြင်ပါပဲနံပါတ်4ကစားသမားတွေရဲ့နားနေခန်းထဲမှာကီဟွန်ကအဆောင်တွေကိုသူ့ကိုဘာကြောင့်အသက်ရှင်ခွင့်ပေးထားလဲလို့မေးနေပါတယ်ဒီစကားကကီဟွန်ဟာသူ့တငယ်ချင်းတေဆုံးသွားလို့အသက်ရှင်ခြင်းစိတ်ပျောက်နေပြီဆိုတာကိုအတည်ပြုထားပါတယ်သူကတေချင်နေပေမဲ့ Squid Game အဖွဲ့အစည်းကသူ့ကိုဆက်ကစားဖို့လိုအပ်နေပါသေးတယ်ကီဟွန်က VIP တွေအတွက်တကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံး player တယောက်ဖြစ်နေတာကြောင့်မသက်တာလည်းပါပါတယ်နောက်တစ်ချက်ကီဟွန်အသက်ရှင်နေရတာက Freeman ကလူတွေကအမိုက်တွေဖြစ်ပြီးတေဖို့ထိုက်တယ်နဲ့ဆိုတာကိုကီဟွန်ကိုတတ်သိမပြရသေးလို့ပါပဲနောက်တက်မြင်ကွင်းတစ်ခုမှာကီဟွန်ကအဆောင်ရဲ့တနက်ကိုယူပြီးသူ့မျက်နှာကိုသူပြန်ချိန်ထားတာတွေ့ရပါတယ်ဒီ season တက်မှာဆိုရင်ကီဟွန်တေချင်နေတဲ့စိတ်နဲ့စတင်ပါလိမ့်မယ်ဘာလို့လဲဆိုတော့သူ့တငယ်ချင်းကိုသူ့ရှေ့မှာတတ်တာမြင်လိုက်ရတာဖြစ်ပြီးသူ့ရဲ့ပုံကံမှုကမအောင်မြင်လို့ပဲဖြစ်ပါတယ်နံပါတ်5နောက်တက်မြင်ကွင်းတစ်ခုမှာရှေ့ဖြစ်ဟောမိန်းမကကီဟွန်ကိုပြောင်းနေတာတွေ့ရပါတယ်မိမကြီးကကီဟွန်ပုံကံမှုမအောင်မြင်တာကိုလှောင်ပြောင်အော်ဟစ်နေတာဖြစ်ပါမယ်။ကီဟွန်ကသူ့ကိုဆွဲဖမ်းဖို့ကြိုးစားပေမဲ့လက်ထိတ်ခတ်ထားတာကြောင့်သူမလုံနိုင်ပါဘူး။ဂိမ်းမပွဲစီကကီဟွန်ကိုလက်ထိတ်ခတ်ထားတာကပြဿနာမဖြစ်စေဖို့ပါပဲ။ကီဟွန်ကကိုယ့်ဘာကိုတတ်သိချင်စိတ်ဖြစ်နေတယ်လို့တခြားကစားသမားတွေကိုလည်းအနောက်ရှက်အပေးနိုင်ဆုံး player ပါ။ဒါကြောင့်သူ့ကိုလက်ထိတ်ခတ်ထားတာအကောင်ဆုံးပါ။ကစားသမား44ကို trailer ထဲကမြင်ကွင်းတချို့မှာတွေ့ရပါတယ်။ပြီးတော့ poster တက်ပုံမှာလည်းသူ့ကိုအရေးကြီးတဲ့ဇက်ကောင်တွေနဲ့အတူရှင်ပြထားတာကိုတွေ့ရမှာပါဒါကဒီစစ်စင်မှာသူမကအရေးကြီးတဲ့ဇက်ကောင်ဖြစ်ရှိမယ်ဆိုတာကိုအတည်ပြုစေပါတယ်ဒီပွားတော့ကကီဟွန်းရဲ့ရန်သူတောင်ဖြစ်လာပါမယ်နံပါတ်6တော့ game အကြောင်းကတော့အရင်ထေစာတွေကနေဒီ game ကကစားသမားတွေကိုအနီအဖွဲ့နဲ့အပြအဖွဲ့ဆိုပြီးနှစ်ဖွဲ့ခွဲမယ်ဆိုတာသိထားပြီးသားပါအနီအဖွဲ့ကမုတ်ဆိုးတွေဖြစ်ပြီးအပြအဖွဲ့ကကစားသမားတွေကိုလိုက်ပြီးထုတ်ပယ်ရပါမယ်ဒီမှာမြင်နေရတာကတော့အပြအဖွဲ့ဖြစ်ပြီးရှေ့ဖြစ်ဟောဘွားတော်မကဥဆောင်နေပုံရပါတယ်မြင်ကွင်းတချို့မှာလည်းသူ့နောက်မှာနောက်လိုက်တစုနဲ့အတူတွေ့ရပါတယ်ကြည်ရတလောက်သူ့ရဲ့ရှေ့ဖြစ်ဟောချက်တွေကမှန်ကန်နေတာမလို့သူ့ကိုယုံကြည်တဲ့သူတွေကသူ့နောက်ကိုလိုက်နေတာဖြစ်ပါလိမ့်မယ်နံပါတ်9တီတော့ဂိမ်းရဲ့ပုံစံကြောင်းကိုအသေးစိတ်ပြောကြည့်ရမှာအပြားအဖွဲ့ကစားသမားတွေကတော့ရရမယ်အဲ့ဒီတော့တွေကိုတောင်းပြီးဝင်းကပါထဲကတကားတွေကိုလိုက်ဖွင့်ရပါမယ်player တွေရဲ့ရည်မှန်းချက်ကတော့ထွက်ပေါက်ရှားဖို့ပါပဲဒါပေမဲ့ဒီလောက်လွယ်မှာတော့မဟုတ်ပါဘူးရှင်အနီအဖွဲ့ကစားသမားတွေကအပြားအဖွဲ့ကိုပွဲကနေတပ်ပြဖို့အစဉ်သင်စောင့်နေပါမယ်ဒါအပြင်ဝင်းကပါထဲမှာထောင်ချောက်တွေလည်းပြည့်နှက်နေပါတယ်ဥပမာတီမြင်ကွင်းမှာကစားသမားတယောက်ကတကားဖွင့်လိုက်တော့ကြီးမားတဲ့တွင်းကြီးတဲကိုရောက်သွားပါတယ်နံပါတ်8ရှေ့ဖြစ်ဟောပွားတော်ကဒီဝင်းကပါကင်းမှာအရေးပါတဲ့ဇက်ကောင်ဖြစ်ရှိနေပါမယ်
မြင်ကွင်းတစ်ချို့မှာသူကဆွတ်တောင်းနေပြီးသူ့ရဲ့စွမ်းအားတွေကိုတောင်းပြီးတကားမှန်ယူနေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့သူမရဲ့စွမ်းအားတွေတကယ်အလုံးမလုံးဘူးဆိုတာကိုနောက်ဆုံးမှသိလိုက်ရပါမယ်။နောက်ထပ်မြင်ကွင်းတစ်ခုမှာသူမကတကားကိုစိတ်ပြက်လက်ပြက်နဲ့ရိုက်နေတာကိုတွေ့ရပါတယ်။သူမကတကားအမှားကိုရွေးမိပြီးသူမရဲ့စွမ်းအားတွေအလုံးမလုံးမှန်သဘောပေါက်သွားတာဖြစ်ပါလိမ့်မယ်။နံပါတ်9ထရေလာမှာကီဟွန်ကအနီးအဖွဲ့မှာရှိမယ်ဆိုတာထပ်ပြီးတော့အတီးပြုတ်ထားတယ်။ဒီအဖွဲ့ကကစားသမားတယောက်ချင်းစီမှာဓာတ်တစ်လက်ရပါမယ်။ဒီရထားတဲ့ဓာတ်ကအပြာအဖွဲ့ကစားသမားတွေကိုတတ်ဖို့သုံးရပါမယ်။ဒါအပြင်ထရေလာရဖရမန်ကကီဟွန်ကိုအနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။သူကကီဟွန်ဘာလုပ်မလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားနေတဲ့ပုံပါပဲ။နံပါတ်10ထရေလာတွေအရကီဟွန်ကတာနိုးရဲ့တငယ်ချင်း YouTuber ကစားသမားနဲ့မင်ဆူတို့နဲ့အဖွဲ့တစ်ဖွဲ့ထဲမှာရှိမယ်ဆိုတာသိထားပြီးသားပါ။ဒါကအရေးကြီးပါတယ်။မင်ဆူကအရန်ကြောက်နေတဲ့ပုံရိပ်တစ်ခုရှိပါတယ်။သူကအနီဖွဲ့မှာဆိုတော့ဓာတ်ကိုကန်ပြီးတခြားကစားသမားတွေကိုထုတ်ပယ်ရမှာပါပဲ။ဒါပေမဲ့သူကအရန်ကြောက်တတ်တော့မလုံနိုင်ဘူးဖြစ်ပါလိမ့်မယ်။ဒါကြောင့်ဒီမှာသူကအရန်ကိုထိတ်လန့်နေတာပါ။နံပါတ်7 Player 120အကြောင်းပြောကြပါမယ်။ထရေလာမှာသူ့ကိုအပြာဖွဲ့မှာတွေ့ရပါတယ်။ဒါကြောင့်သူမကတော့တုံးပြီးဝင်းကပါထဲကထပ်ပေါက်ရှာရပါမယ်။ဒါပေမဲ့တလောက်လွယ်မှာမဟုတ်ဘူး။သူမမှာပြိုင်ဖက်တစ်ယောက်ရှိနေပါတယ်။ဒီမှာသူမက player 226နဲ့ရင်ဆိုင်နေတာတွေ့ရပါတယ်။သူ့ကိုမမှတ်မိတဲ့သူတွေအတွက်ပြောချင်တာကသူကအဖိုးအိုရဲ့နောက်လိုက်တစ်ယောက်ပါ။ဒီလူကအစကတည်းက game တွေဆက်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ player 120ရဲ့မျက်နှာပေါ်မှာသွေးတွေနဲ့တွေ့ရပါတယ်။ဒီသွေးကသူမရဲ့သွေးမဟုတ်ဘူးလို့ထင်ရပါတယ်။ဒီမြင်ကွင်းမှာသူမက player 226ကိုထုတ်ပယ်လိုက်တာဖြစ်ပါမယ်။ player 120ရဲ့နောက်ထပ်မြင်ကွင်းတစ်ခုလည်းရှိပါတယ်။ဒီမှာသူမမျက်နှာပေါ်ကသွေးတွေခြောက်နေတာကိုသတိထားမိပါတယ်။ဒါကြောင့်ဒီပုံကအရှင်ပုံပြီးတဲ့နောက်ပိုင်းမှာဖြစ်တာဖြစ်ပါတယ်။သူမကတကားဖွင့်လိုက်တော့အရန်ကိုတောက်ပနေတဲ့အလင်းရောင်တစ်ခုကသူမစီကိုထိုးထားပါတယ်။ခံမှန်းတာမှန်မှန်ဆိုရင်သူမကဒီကိမ်းမြအနိုင်ရသူတယောက်ဖြစ်ပါလိမ့်မယ်။နံပါတ်7ရဲအရာရှိရဲ့ပုံအသစ်တစ်ခုလည်းရှိပါတယ်။သူက VIP တွေအတွက်သတ်မှတ်ထားတဲ့အခန်းတစ်ခုတည်းဝင်နေပါတယ်။ဒါကထူးဆန်းပါတယ်။ထရေလာတွေအများကြီးထွက်လာပေမဲ့ဒီရဲရဲ့အခန်းထဲကိုဖောက်ဝင်နေတဲ့နေရာကိုပဲပြထားပါတယ်။ဒီနေရာကိုပဲထက်ခါပြထားတာပါ။ဒီတော့ဒီနေရာကတော်တော်အရေးကြီးတဲ့နေရာဖြစ်ပါမယ်။နံပါတ်7ထရေလာမှာအဖွားအိုကစားသမားနဲ့သူမရဲ့သားနဲ့မြင်ကွင်းတွေလည်းရှိပါတယ်။သူတို့နှစ်ယောက်ကစန့်ကျင်ဘက်အဖွဲ့တွေမှာရှိတာကြောင့်တယောက်နဲ့တယောက်ရင်ဆိုင်ရပါမယ်။ဖြစ်နိုင်တာကသူတို့ထဲကတစ်ယောက်ပဲအသက်ရှင်ပါမယ်။နောက်ထပ်မြင်ကွင်းတစ်ခုမှာအဖွားကစပင်ဖြီထားတာကိုတွေ့ရတယ်။ဒါကအရန်ကိုအရေးကြီးပါတယ်။ Player 007က Season 3ရဲ့ဝင်ကဘာကဲမှာပထမဆုံးထုတ်ပယ်ခံရမယ့်အဖွဲ့သားဖြစ်နိုင်ပါတယ်။ Player 149ရဲ့ငိုယိုနေတဲ့မျက်နှာနဲ့ game ကိုရက်ဖို့တောင်းပန်နေတာကိုတွေ့ရမှာပါ။သူ့ရဲ့စပင်ကအခုချိန်မှာတော့ဖယိုဖယဲဖြစ်နေပြီးအရင်ကလိုတသက်ရက်ထုံထားတာမဟုတ်တော့ဘူး။ Player 149က game ကိုခုချက်ချင်းရက်ဖို့တယောက်ကိုတောင်းပန်နေပါတယ်။ဒီစကားကတခြားကစားသမားတွေကိုပြောနေတာပါ။ကစားသမားတွေအားလုံးကိုဆက်မစော့ဖို့မဲပေးတဲ့အချိန်မှာပြောနေတာဖြစ်ပါမယ်။ဒီအဖွားကြီးတားလဲ game ကတော့ဆက်သွားနေမှာကအသိသားကြီးပါပဲ။ဘသူမှအယူထပြီး game ကိုရက်မှာမဟုတ်ပါဘူး။တေချာတာကတော့အဖွားကြီးဟာသူ့သားတေဆုံးသွားပြီးတဲ့နောက်ကီလိုပုံစံဖြစ်သွားတာဖြစ်ပါလိမ့်မယ်။နံပါတ်14ကီဟွန်ကတယောက်ကိုမေးခွန်းတစ်ခုမေးနေပါတယ်။ကီဟွန်ကမင်းဘာလုပ်နေတာလဲလို့မေးနေတယ်။အဲ့ဒီလူကငါ game ကစားနေတယ်လို့ဖြေပါတယ်။ဒီမြင်ကွင်းကအရန်အရေးကြီးပါတယ်။ဘာလို့ဆိုကီဟွန်ကကစားသမားတယောက်ရဲ့တစ္ဆာဖောက်တာကိုခံရမယ်လို့ထင်ရပါတယ်။ဒီတစ္ဆာဖောက်သူကစခရင်ပေါ်မှာတွေ့နေရတဲ့ကစားသမားမဟုတ်ပါဘူး။ဘာလို့ဆိုသူပါဆက်ဖွင့်နေတာကိုမတွေ့ရပါဘူး။အမလည်းစကားပြောသူရဲ့အတန်ကိုမှတ်မိဖို့ကြိုးစားကြည့်ပါတယ်။အဲ့ဒါကမင်းစုရဲ့အတန်နဲ့ပဲတူပါတယ်။နှစ်ယောက်လုံးရဲ့အတန်ကအရန်စင်ပါတယ်။အမပြောတာမှန်ရင်မင်းစုကဂိမ်းကိုအရန်ကြောက်ပြီးစတင်ပါမယ်။ဒါပေမဲ့နောက်ပိုင်းမှာစိတ်ပြောင်းပြီးသွေးစာလောင်တဲ့သူဖြစ်လာပါလိမ့်မယ်။နံပါတ်15ထရေလာမှာကီဟွန်ကဝတ်စုံကောင်းတစ်ခုကိုဝတ်ထားတာနဲ့အဆုံးသတ်ထားပါတယ်။ဒါကအရန်ကိုရေးကြီးပါတယ်။အရင်စီစဉ်ဝမ်းမှာပိုလူပွဲတီရောက်တဲ့ကစားသမားတွေကနောက်ဆုံးဂိမ်းမတိုင်ခင်ညစာစားပွဲတက်ဖို့ကာလာဝတ်စုံဝတ်ခဲ့ရပါတယ်။အတိတ်မှာဆန်းဝူကီဟွန်နဲ့စေပြောတို့ညစာစားပွဲမှာရှိနေခဲ့ပါတယ်။ဒါကြောင့်ဒီမြင်ကွင်းဟာကီဟွန်ကဂိမ်းတွေကိုအသက်ရှင်ပြီးပိုလူပွဲတီရောက်မယ်ဆိုတာကိုအတည်ပြုထားပါတယ်။ဆိုတော့သူ့ကိုတော့စိုးရင်စရာမရှိပါဘူးရှင်။တကယ်မေခွန်ကသူ့ရဲ့ပြိုင်ဖက်ကဘယ်သူဖြစ်မလဲ။အမမ theory တစ်ခုရှိပါတယ်။ အဲ့
အဲ့ဒါက Frontman ကသူ့ရဲ့ရန်သူဖြစ်လာပါလိမ့်မယ်ဒီ season တစ်ခုလုံးမှာသူတို့နှစ်ယောက်ကရန်သူဆိုပေမဲ့မျက်နှာချင်းဆန်တိုက်ပွဲတစ်ခါမှမဖြစ်ခဲ့ပါဘူးပိုလူပွဲကအဲ့ဒီလိုတိုက်ပွဲကိုပြဖို့အကောင်းဆုံးချိန်ဖြစ်ပါမယ်ပထမဆုံးစိတ်ဝင်စားစရာအကောင်းဆုံးတပ်ပုံတွေနဲ့စကြပါမယ်ဒီမာကီဟွန်းကိုအနောက်တိုင်းဝတ်စုံပြေဝတ်ထားတာကိုလည်းတွေ့ရပါတယ်ဒါကိုထရီလာထဲမှာလည်းတွေ့ဘူးပြီးသားပါဒါကကီဟွန်းဟာနောက်ဆုံး Grand Final ထိရောက်မယ်ဆိုတာပြထားပါတယ်ပြီးခဲ့တဲ့ season 1မှာကစားသမားတွေကနောက်ဆုံး Final Game နဲ့မကစားရသေးခင်ညစာတင်နာမှာစားတော့ကြရပါတယ်တကယ်တော့အောက်ကတပ်ပုံမှာအစားတော့ပကံတွေလည်းတွေ့ရပါတယ်ဒါပေမဲ့ညစာစားဖို့ထက်ကီဟွန်းကတော်တော်စိတ်တူနေပုံပါပဲသူတီညာကိုရောက်လာရတာကဒါပထမဆုံးချိန်တော့မဟုတ်တော့ပါဘူးသူ့ရဲ့ပြန်ဖက်ကဘသူဖြစ်မလဲဆိုတာလည်းအခုချိန်နဲ့မသိရသေးပါဘူးအမှားကတော့သူ့ရဲ့ပြန်ဖက်ကမင်းစုဒါမှမဟုတ် player 120လို့ထင်ပါတယ်ချစ်ပရိသတ်တို့ကရောဘလို့ထင်လဲရှင်အခုတော့ဒီတက်ပုံအကြောင်းကိုသိချပြောပြချင်ပါတယ်ဒီမှာ Frontman ကိုလည်းဝတ်စုံပြည့်ဝတ်ထားတာတွေ့ရပါတယ်ဒါကိုမြင်လိုက်ရတော့ကီဟိုနဲ့ Frontman တို့ final မှာတွေ့မယ်လို့ချက်ချင်းထင်လိုက်မိပါတယ်ဒါပေမဲ့အဲ့ဒီလိုမဟုတ်ပါဘူးတေချာကြည့်ရင်သူ့ရင်ဘတ်မှာနံပါတ်132တက်ထားတာတွေ့ရပါလိမ့်မယ်အဲ့ဒါကြောင့်ဒီပုံကအခုလက်ရှိကိုပြထားတဲ့ပုံတော့မဟုတ်ပါဘူးဒါက2015ခုနှစ်လောက်တုန်းက Frontman ဟာ Squid Game ကိုပထမဆုံးအနိုင်ရခဲ့တဲ့နံပါတ်ပါပဲအဲ့ဒါကြောင့်ဒီပုံဟာအတိတ်ကမြင်ကွင်းတစ်ခုပါပဲဇလန်ထဲမှာနောက်ကျောင်းပြန်ပြတဲ့အခါမျိုးတွေမှာမြင်ရမယ့်အခန်းပါပဲအခုလက်ရှိဒါကမဖြစ်နိုင်ပါဘူးဘာလို့ဆို season 2မှာ Frontman က player နံပါတ်001ကိုပဲသုံးခဲ့တာပါဒီညကိုတေချာကြည့်ရင် Frontman က VIP တယောက်နဲ့စကားပြောနေတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒါကတာမန် VIP မဟုတ်ပါဘူးဒါကအဖိုးကြီး OE နံရဲ့မျက်နှာဖုံးမှာပဲ game တွေရဲ့ဖန်တီးသူအဖိုးကြီး OE နံမှာ season 1မှာအဖိုးကြီးကဒီလိုမျက်နှာဖုံးတက်ထားတာတွေ့ခဲ့ရပါတယ်ဒါကြောင့်တီမြင်ကွင်းတွေက OE နံကFrontman ကို Squid Game အဖွဲ့ထဲဝင်ဖို့တောင်းဆိုခဲ့တဲ့အချိန်ကဆိုတာသိချနေပါတယ်။ Season 3မှာ Frontman ရဲ့အတိတ်ကြောင်းတွေနဲ့သူဘယ်လိုမျိုးဒီလိုဆိုးသွမ်းတဲ့သူဖြစ်လာလဲဆိုတာကိုအများကြီးပြသွားပါလိမ့်မယ်။ Frontman ရဲ့အတိတ်ကအကြောင်းတွေကိုသိချသိရမှာပါ။ဒီတပ်ပုံမှာကိုဝန်ဆောင်ကစားသမားကိုမျက်ရည်တွေနဲ့ထိုင်နေတာတွေ့ရပါတယ်။ကြည့်ရတာတော့သူကအပြာရောင်ဒါမှမဟုတ်အနီရောင်ဝတ်စုံကိုမဝတ်ထားပါဘူး။ဒါကြောင့်ဒီမှာဖြစ်နေတာတွေကကီးကိန်းမှာမဟုတ်ဘူးဆိုတာသိချပါတယ်။သူ့ရဲ့ခုံကိုကြည့်မယ်ဆိုရင်Jack of War လွန်ဆွဲကိန်းမှာရှိနေတဲ့ခုံနဲ့တူပါတယ်။ဖြစ်ဖို့အများဆုံးကတော့ဒါကကျိုးခုံနဲ့ကိန်းမှာဖြစ်နိုင်ပါတယ်။သူကကိုဝင်ကြောင့်ဒီလိုခုံရမှာကိုမခုံချင်တာဖြစ်နိုင်ပါတယ်။ဒါကမကြသေးခင်ကထွက်လာတဲ့ trailer နဲ့လည်းကိုက်ညီပါတယ်။အဲ့ဒီမှာသူ့ရဲ့ရီစာဟောင်းကသူ့ကိုခုံဖို့အားပေးနေတာတွေ့ရပါတယ်။သူကအသက်မသေးအောင်ကျိုးခုံကိန်းမှာခုံဖို့ကိုဝင်တဲ့ကစားသမားကိုပြောမှာပါပဲ။အခုတော့ဒဲဟိုရဲ့တပ်ပုံကိုတေချာကြည့်ကြည့်ရမှာတော့ကိန်းမှာသူကအပြာရောင်ဝတ်စုံကိုဝတ်ထားပါတယ်။ဒါကသူကအပြားဖွဲ့မှာပါတယ်ဆိုတာပြထားပါတယ်။သူ့ရင်ဘက်မှာထွက်ပေါက်ကိုရှာဖို့သုံးရမယ့်တော့တစ်ချောင်းလည်းရှိနေပါတယ်။ဒီကင်းမှာအပြားအဖွဲ့ကတော့တွေနဲ့ထွက်ပေါက်ကိုရှာရမယ်။အနီအဖွဲ့ကတော့ဓားတွေနဲ့အပြားအဖွဲ့ကိုလိုက်သက်ရပါမယ်။ဒီတပ်ပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့ဆို trailer တွေမှာတဲဟိုအကြောင်းကိုဘာမှမပြထားပါဘူး။ဒါပေမဲ့သူကသူ့တငယ်ချင်းတွေနဲ့အတူတူပုံကံမှုမှာမအောင်မြင်ခဲ့လို့ရှက်နေမှသိချပါတယ်။သူကကီဟွန်တို့လောက်တတ်တိမရှိခဲ့တာမလို့ရှက်နေတာမျိုးပါ။ဒီဝမ်းနည်းမှုတွေရှက်စိတ်တွေကသူ့ကိုနောက်ကိန်းမှာရှုံးသွားစေမယ်လို့ထင်ပါတယ်။သားနိုးဆက်တငယ်ချင်းနမ်ကျူးရဲ့တပ်ပုံတစ်ပုံလည်းရှိပါတယ်။ဒီမှာသူကအနီရောင်တက်တာတစ်လုံးကိုလည်းကင်ထားပါတယ်။ဒါကကီဂိမ်းကပစ္စည်းတွေပါပဲ။အနီအဖွဲကဓားတွေရမယ်။အဲ့ဒီဓားနဲ့အပြာအဖွဲကိုတိုက်ခိုက်ရမယ်။နမ်ကျူးကတော့ဓားရတာကိုတော်တော်ကျေနပ်နေပုံပါပဲ။သူကတခြားကစားသမားတွေကိုလိုက်သက်ရတာဖြိုနေမှာတော့သိချပါတယ်။ပြီးခဲ့တဲ့စီစဉ်ကလေးကနမ်ကျူးဟာကြောက်စရာကောင်းတဲ့သူဖြစ်လာမယ်လို့အရှိန်မွဲ့ပြထားပါတယ်။သာနို့စ်သိပြီးနောက်သူ့ရဲ့မွေးရဆေးတွေကိုခိုးယူခဲ့ပြီးအဲ့ဒါကသူ့ကိုပုံမဆိုးရွားစေခဲ့ပါတယ်။အဲ့ဒီအခြေအနေနဲ့ဆိုနမ်ကျူးကကီးကဲမှာတော်တော်အန်ဒီရများမယ်လို့ခန့်မှန်းလို့ရပါတယ်။အခုတော့လန့်စရာကောင်းတဲ့တပ်ပုံတစ်ခုစီကိုတွားရမှာ player 246အကြောင်းအဖြေတွေရလာပါတယ်။ပြီးခဲ့တဲ့စီစဉ်ရဲ့နောက်ဆုံးမှာသူကကီဟွန်းရဲ့ပုံကံမှုမှာပါဝင်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအချိန်ကလေးကသူတေသွားတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူမတေလောက်ဘူးဆိုတာအရင်ဗီဒီယိုတွေတုန်းကလေးကပြောပူပါတယ်။အခုတပ်ပုံအသစ်နဲ့သူအသက်ရှင်နေတာကိုအတည်ပြုလိုက်ပါပြီ။သူ့ကိုတငယ်ချင်းအဆောင်နံပါတ်11ကကဲထားတာဖြစ်ပါတယ်။သူ့သမီးနဲ့တွေ့ခဲ့လို့အဆောင်နဲ့သူကရင်းနှီးခဲ့ကြပါတယ်။ဒီတပ်ပုံမှာသူ့ကိုဘိုက်မှာတနက်နဲ့ပစ်ထားတာတွေ့ရပါတယ်။ဒီလိုနဲ့မြောက်ကိုရီးယားအဆောင်ကသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလှည့်စားပြီး player 246ကိုဖတ်ထားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်သူအသက်ရှင်နေတာမို့သူ့ကိုထပ်ပြီးတွေ့ရပါအောင်မယ်
God 11ရဲ့တနက်ကင်ထားတဲ့တပ်ပုံသစ်လည်းရှိပါတယ်။ဒါကဘလို့အခြေအနေမှာရှိနေတာလဲ။ Season 2မှာကလေးက God 11မြောက်ကိုရီးယားကောင်မလေးက Squid Game ကိုပြန်သစ္စာဖောက်တော့မယ်ဆိုတာပြထားပြီးသားပါ။ Season 2အစမှာကလေးကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်အဆောင်တွေကတော့သူ့ကိုချိန်ချဖို့တိုက်ခိုက်ခဲ့ကြပါတယ်။ဒီတပ်ပုံမှာသူကကျွန်းကနေထွက်ပြေးဖို့ဒါမှမဟုတ် game တွေကိုဖျက်ဆီးဖို့ Squid Game ကိုသစ္စာဖောက်ဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ဒါကြောင့်သူကလုပ်ဖော်ကိုင်ဘက်တယောက်ကိုတနက်နဲ့ထောက်နေတာဖြစ်ပါလိမ့်မယ်။ထင်တာကတော့သူကလေးတောင်မျက်နှာဖုံးအဆောင်နဲ့အဖွဲကောင်းဆောင်ကိုချင်းချောက်နေတာလို့ထင်ပါတယ်။အစကတည်းကဒီနှစ်ယောက်ကြားမှာရန်ညိုးတွေရှိခဲ့ပါတယ်။ဒါပြီးမှPink God 11ကကျွန်းကနေထွက်ပြေးနိုင်ပါလိမ့်မယ်။သိမကြသေးခင်ကသူလေဝင်ပေါက်ခန်းတွေထဲခိုးဝင်နေတဲ့တပ်ပုံတွေထွက်လာခဲ့ပါတယ်။ဒါကြောင့်သူကဂိမ်းရဲ့အစာအုပ်တွေထဲကနေထွက်ပြေးနိုင်မယ်ဆိုတာသိချပါတယ်။အခုတော့အဖွားကြီးရဲ့သားဖြစ်သူကိုကီးဂိမ်းမှာထပ်တွေ့ရပါတယ်။ထူးဆန်းတာကသူကအနီရောင် vest ဝတ်ထားပါတယ်။ဒါကတော်တော်ထူးဆန်းပါတယ်။ဘာလို့ဆိုရင်ထရီလာတွေနဲ့တပ်ပုံတွေမှာသူကအပြာအဖွဲ့မှာရှိမယ်လို့တွေ့ခဲ့ရပါတယ်။ဒါဆိုရင်ဘာလို့အနီရောင် vest ဝတ်နေရလဲtheory ကတော့သူ့အမေကိုကာကွယ်ဖို့ verse ကိုလဲလှယ်လိုက်တာဖြစ်နိုင်ပါတယ်။ဒါကအကျိုးရှိပါတယ်။ဘာလို့လဲဆိုတော့သူ့အမေကတခြားကစားသမားတွေကိုလိုက်တက်နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းသူ့သားကတော့ငယ်ရွယ်ပြီးတိုက်ခိုက်ဖို့ခွန်အားတွေရှိပါတယ်။သူ့ရဲ့ verse ကိုကြည့်ရင်လည်းသွေးတွေပေးကျန်နေတာတွေ့ရပါမယ်။ဒါကသူဟာတခြားကစားသမားတွေကိုတတ်ပြီးပြီဆိုတာခံမှန်းလို့ရပါတယ်။ဒီတက်ပုံမှာဆိုရင်တော့အဖွားကြီးကတော်တော်အားနည်းနေပုံမှာပဲ။ဒီပတ်ဝန်းကျင်ကိုကြည့်ရင်မဲပေးနေတဲ့နေရာမှာရှိနေတာကိုသိရပါတယ်။ထရေလာတွေကနေသူကကစားသမားတွေကိုဂိမ်းတွေကနေထွက်သွားဖို့မဲပေးဖို့တောင်းဆိုနေတာသိရပါတယ်။ဒါပေမဲ့ကြည့်ရတာနံပါတ်တွေရဲ့အများစုကဂိမ်းကိုဆက်သွားဖို့မဲပေးနေတာကိုပဲပြထားပါတယ်။တပ်ပုံတချို့မှာတီဖွားကြီးအရန်ဝန်းနေပြီးဂိမ်းတွေကနေထွက်သွားဖို့တောင်းဆိုနေတာတွေ့ရပါတယ်။ဒါကဒီမဲပေးမှုမတိုင်ခင်တခုခုဆိုးရွားတဲ့အရာဖြစ်ခဲ့တယ်လို့တွေးမိစေပါတယ်။အတိအသာဆုံးကတော့သူ့ရဲ့သားကဂီးဂိမ်းမှာတည်သွားတာပါပဲ။ဒါကြောင့်သူ့ပုံကအရန်ဆိုးရွားနေပုံပေါက်ပါတယ်။ဒီတပ်ပုံမှာရဲအရာရှိက Squid Game card ကိုင်ထားတာကိုတွေ့ရပါတယ်။ဒီအခြေအနေကဘာဖြစ်မလဲ။ဒီမြင်ကွင်းကလက်ရှိမှာဖြစ်လို့မရပါဘူး။ဘာလို့ဆိုရဲအရာရှိရဲ့အဝတ်စားကသူ့သင်းဘောပေါ်မှာဝတ်ထားတာနဲ့မကိုက်ညီနေပါဘူး။ဒီမှာသူကတာမန်အဝတ်စားနဲ့ရှိနေပါတယ်။ဒါကလည်းအတိတ်ကမြင်ကွင်းတစ်ခုပဲဖြစ်နိုင်ပါတယ်။ Season 1မှာရဲအရာရှိကဒီလိုကတစ်ခုကိုတွေ့ခဲ့ပါတယ်။အဲ့ဒါကြောင့်သူ့အကူကိုရှာဖို့စတင်ခဲ့တယ်ဆိုတာမှတ်မိမှထင်ပါတယ်။ဒါကြောင့်ဒီပုံကအတိတ်ကဖြစ်မှထင်ပါတယ်။ဒီတက်ပုံမှာလည်း YouTuber ကစားသမားကိုတခြားကစားသမားတွေနဲ့အတူတူတွေ့ရပါတယ်။အားလုံးကအပေါ်ကိုကြည့်နေကြပါတယ်။ဒါကကျိုးခုံတဲ့ဂိမ်းမှာဖြစ်နိုင်ပါတယ်။သူတို့ကတခြားကစားသမားတယောက်ခုံနေတာကိုကြည့်နေတာဖြစ်ပါမယ်။ဘာလို့ဆိုကျိုးခုံဂိမ်းကအမြင့်မှာပဲပြန်ရတဲ့ကစားနေဖြစ်လို့ပါပဲ။ဒီတက်ပုံမှာဂီဂိမ်းရဲ့အစပိုင်းကိုတွေ့ရပါတယ်။ Player 120ကအပြာဖွဲ့မှာရှိနေပါတယ်။ Player 100က Season 2အစကတည်းကတော်တော်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ player ပါပဲ။ဒါကြောင့်သူဒီ game ကိုမကြော်နိုင်ဘူးလို့မျှော်လင့်ပါတယ်။ Player 120ကတော့ player တူတူစိတ်နဲ့တိုက်ပွဲကြီးတစ်ခုရှိမယ်ဆိုတာသိထားပြီးသားပါပဲ။ဒါပေမဲ့ Player 120ကအနိုင်ရနိုင်ပါတယ်။ပြီးတော့ Thought game ကိုအနိုင်ရဖို့လည်းဖြစ်နိုင်ပါတယ်။သူကတိုက်ခိုက်ရမှာအရင်တော်တာမို့ player တူတူစိတ်ကသူ့ကိုနိုင်မယ်မထင်ပါဘူး။ဒီတက်ပုံမှာ Fragment ကမျက်နှာဖုံးတက်ထားပြီးသူ့ရှေ့မှာခွက်တစ်လုံးလည်းရှိပါတယ်။ဒီအခြေအနေကဘာလဲဆိုတာမသိရပေမဲ့တချို့ပရိသတ်တွေက Fragment ကကီဟွန်းနဲ့စကားပြောနေတာဖြစ်မယ်လို့ပြောကြပါတယ်။ဒါကကီဟွန်းကိုနောက်ထပ် Fragment တယောက်ဖြစ်လာဖို့ဆွဲဆောင်နေတဲ့နေရာလည်းဖြစ်နိုင်ပါတယ်။ Season 2အစကတည်းကဒီ theory ကပရိသတ်တွေကြားမှာရှိနေခဲ့ပါတယ်။ကီဟွန်းက Squid Game အဖွဲ့ထဲဝင်ဖို့ဆွဲဆောင်ခံရမယ်လို့အများကထင်ကြပါတယ်။ Fragment ကတော့အစကတည်းကလူတွေကမကောင်းဘူး။သေတဲ့နယ်လို့ကီဟွန်းကိုတတ်သိပြဖို့ကြိုးစားနေပါတယ်။ Season 3မှာကီဟွန်းကဆိုးရွားတဲ့အရာတစ်ခုခုကိုခန်းစားရလိမ့်မယ်လို့ထင်ပါတယ်။ဒါကသူ့ကိုအားနဲ့စေပါလိမ့်မယ်။ Fragment ကအဲ့ဒီခွင့်ရကိုအသုံးချပြီးကီဟွန်းကိုဖျက်ဆီးဖို့ကြိုးစားပါလိမ့်မယ်။ဒါပေမဲ့ချစ်ပရိသတ်တို့ကရောဘယ်လိုထင်လဲ။ကီဟွန်းကတီးရဲ့ Fragment နေရာကိုလက်ခံပါလား။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like တစ်ချက်ပေးပါအောင်ရှင်။ဒီလိုဗီဒီယိုတွေကိုထပ်ကြည့်ဖို့ subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်ဆုံရမှာရှင်။ကျွန်မကတော့တင်ဆက်သူ Lady ခင်ပါရှင်။